လူသားတွေကို12စက္ကန့်အတွင်းမှာတင်ဒုစရနေတဲ့တရားတွေအဖြစ်ပြောင်းလဲပြစ်နိုင်တဲ့ဘိုင်းရဲ့တစ်ခုဟာဂျပန်အတွင်းမှာပဲတစ်ကမ္ဘာလုံးကိုတုံ့လုံသွားစေခဲ့ပါတယ်။အခုဆိုရင်ဇိုဘီတွေရဲ့အရေးအတွက်ဟာအစမတန်များပြားလာတာကြောင့်သူတို့ကိုပြန်လဲတိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်။လူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်အဖြစ်တရားကြီးတစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်။ဘာလို့လဲအဲ့ဒီတိုင်းကြီးတော်မှာပင်လယ်လိုင်းလုံးတွေလိုတက်လာတဲ့ဇွန်မီအုပ်ကြီးကိုမတားဆီးနိုင်တော့တဲ့အခါမှာတော့မျောလင်းချက်အားလုံးဟာကုလသမဂ္ဂစစ်ဆေးမှုဟောင်းဂယ်ရီစီကိုရောက်ရှိလာခဲ့ပါတယ်ဒီအမန်ဆိုးကြီးဟာဂယ်ရီတယောက်သူစနီးကေဝမ်နဲ့သမီးနှစ်ယောက်ကိုခေါ်ပြီးမြို့ထဲကိုကောင်းမောင်းသွားတဲ့နေ့မှာစတင်ခဲ့ပါတယ်အဲ့ဒီနေ့ကလမ်းတွေပေါ်မှာထူးထူးခြားခြားကားတွေပိတ်နေတယ်လို့ကောင်းကင်ရံမှာလည်းစီးရဲရင်တွေပြန်တန်းနေတာဟာပုံမှန်ထက်များနေတာကိုဂယ်ရီတတိထားမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရဲဆိုင်ငယ်တစ်စီးဟာဂယ်ရီရဲ့ကားမှန်ကိုတိုက်ပြီးအရှင်ရဲမောင်းထွက်သွားပါတယ်။ဂယ်ရီလည်းကားပေါ်ကဆင်းပြီးတားဖို့လုံနေတော့မှပဲနောက်တစ်ဖက်ချမ်းမှာအကြီးကျယ်ပေါက်ပွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖုံမုံတွေနဲ့မိခိုးတွေကြားထဲကလူတွေဟာသူတို့ရဲ့ကားတွေကိုပစ်ထားခဲ့ပြီးယူတူတူတွေလိုအသက်လူကထွက်ပြေးကြပါတော့တယ်။ဂယ်ရီလည်းသူကားကိုလက်ထွက်ဖို့ကြိုးစားခဲ့ပေမဲ့ရုတ်တရက်ကုန်တင်ကားကြီးတစ်စီးဟာလမ်းမပေါ်ကအရာအလုံးကိုတက်ကျိတ်သွားပါတော့တယ်။ဂယ်ရီကတော့ကုန်တင်ကားကြီးလမ်းရှင်းပေးလိုက်တဲ့အခွင့်အရေးကိုအသုံးချပြီးနောက်ကနေကတ်လိုက်ခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲအဲ့ဒီကုန်တင်ကားကြီးဟာတခြားကားတစ်စီးကိုတိုင်းမိပြီးတိမ်းမောင်သွားသလိုဂယ်ရီရဲ့ကားဟာလည်းဘေးကနေလူနာတင်ကားတစ်စီးရဲ့တိုင်းမိခြင်းကိုခံလိုက်ရပါတော့တယ်။ဂယ်ရီလည်းသူ့မိသားစုကိုကားပေါ်ကနေအမြန်ဆုံးခေါ်ထုတ်ခဲ့ရပါတယ်။ထို့အချိန်အပြင်ကနေရာအနှံ့မှာဖျို့ဖျဲဖြစ်နေပြီးလွန်ခဲ့တဲ့မိနစ်ပိုင်းကမှပုံမှန်ဖြစ်နေတဲ့လူတွေဟာအခုတော့တောရတလိษံတွေလိုတယောက်ကိုတယောက်လိုက်လံတိုက်ခိုက်နေခဲ့ကြပါတယ်။လမ်းပေါ်မှာလဲနေတဲ့လူတယောက်ကိုနောက်တစ်ယောက်ကရဲဆက်ဆက်လိုက်ကနေနေတာကိုဂယ်ရီတတိထားမိလိုက်ပါတယ်။အကက်ခံလဲရတဲ့လူဟာလမ်းပေါ်မှာလဲကျသွားပြီးနာကျင်စွာနဲ့လူလိမ့်နေတတ်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာလျှက်စစ်နဲ့တိုးခံရတယ်လို့တောင်းခါလာပြီးမျက်လုံးတန်ငယ်တွေဟာလည်းရုတ်တရက်ဖြူပွေသွားပါတယ်။ဒါလူသားရဲ့နှက်ကြောစနစ်ကို12စက္ကန့်အတွင်းမှာတင်ထိန်းချုပ်လိုက်တဲ့ဘိုင်းရဆိုတာဂယ်ရီသဘောပေါက်သွားပါတယ်။သူဟာလမ်းပေါ်ကကားတစ်စီးကိုအသုံးပြုပြီးလူအုပ်ကြားထဲကနေတိုးထွက်နေတဲ့အချိန်ဇွန်မီတစ်ကောင်ကသူတို့ကားကိုတိုက်ခိုက်ခဲ့ပေမဲ့ဇနီးဖြစ်သူကယ်ရန်ကကန်ဆာနိုင်ခဲ့ပါတယ်။ဂယ်ရီလည်းဇွန်မီကိုကားနဲ့တိုက်ပြီးအဝေးကိုအမြန်ကားမောင်းထွက်ပြေးခဲ့ရပါတယ်။ဒီနေ့အပိုင်းအတွင်းမှာတင်မြို့တစ်ခုလုံးဇွန်မီတွေနဲ့ပြည်သွားသလိုစစ်တပ်ကရဟတ်ရွေနဲ့လည်းရောက်လာခဲ့ပေမဲ့ဒီထိတ်လဲစရာအခြေအနေကိုမထိန်းချုပ်နိုင်တော့ပါဘူး။ရုပ်ပြင်ကိုရောက်တဲ့အချိန်သူသမီးလေးကရုတ်တရက်ရင်ကျက်ဝေဒနာခံစားခဲ့ရတဲ့အတွက်ဆေးစာတစ်ခုမှခဏရက်ပြီးဆေးဝယ်ပေးဖို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂယ်ရီစီကိုသူ့ငယ်ချင်းဟောင်းကုလသမဂ္ဂအယုံကတက်စီကဖုံးဝင်လာပါတယ်။တက်ကအခြေအနေဟာသူတို့ထင်တာထက်ပိုဆိုးနေပြီးဝါရှင်တန်လန်ဒန်နဲ့မော်စကိုလိုမြို့ကြီးတွေမှာလည်းဒီလိုပဲပျက်စီးနေပြီလို့ပြောပြပါတယ်။သူဟာဂယ်ရီတို့ကိုကယ်ထုတ်ဖို့အဖွဲလွတ်ပေးမယ်လို့ပြောပြီးညမတိုင်ခင်ဒီဘေးကင်းအောင်နေဖို့တတိပေးခဲ့ပါတယ်။နိုင်နေငယ်ကြာမှာဂယ်ရီတို့နေယူချာစီမြို့ကိုရောက်ခဲ့ကြပါတယ်။ဒီမြို့မှာလည်းမိတွေတဟုံတောက်နေပြီးနေရာတိုင်းမှာဖျို့ဖျဲဖြစ်နေပါတယ်။ဂယ်ရီဆေးဆိုင်ထဲမှာဆေးချနေတော့ကောင်းလေးတယောက်ကသူ့ကိုတနက်နဲ့ချိန်ခဲ့ပါတယ်။ဒါပေမဲ့ဂယ်ရီရဲ့သမီးကိုမြင်သွားတဲ့အခါမှာတော့တနက်ကိုအောက်ကိုချလိုက်ပြီးဆေးကိုတော့ယူပေးလိုက်ပါသေးတယ်။ဂယ်ရီပြင်ကိုထွက်လာတဲ့အခါမှာတော့လူနှစ်ယောက်ကသူ့ဇနီးကိုတိုက်ခိုက်ဖို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာတနက်နဲ့ချိန်ပြီးတားခဲ့ပေမဲ့အဲ့ဒီလူတွေကပြန်ပစ်တဲ့အတွက်ဂယ်ရီကပြန်လဲခုခံရင်တယောက်ကိုတနက်နဲ့ပစ်တက်ခဲ့ရပါတယ်။အဲ့ဒီအချိန်ရဲရရှိတယောက်ရောက်လာတာကိုမြင်လိုက်ရတဲ့အတွက်သူ့ကိုဖမ်းတော့မယ်လို့ဂယ်ရီထင်ခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီရဲဟာသူတို့ကိုဖမ်းဖို့မဟုတ်ပဲဆိုင်ထဲကပစ္စည်းတွေကိုလိုက်လံလူရဲဖို့ရောက်လာတာဖြစ်ပါတယ်။ဂယ်ရီကသူ့တငယ်ချင်းစီကိုထပ်ပြီးဖုံးဆက်လိုက်ပြီးတက်ကသူတို့ကိုနယူးယောက်မြို့ကတိုက်ခိုက်တဲ့တစ်ခုရဲ့ဒီနေရာကိုပေးလိုက်တာကြောင့်ဂယ်ရီကသူ့မိသားစုကိုအဲ့ဒီနေရာကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာတော့မဂ္ဂစီကိုလူမျိုးမိသားစုတစုကသူတို့ကိုခဏတာကိုလုံဝင်ပေးခဲ့ပြီးသူတို့အားလုံးဟာတေလူမတက်ကြောက်လန့်နေခဲ့ကြပါတယ်။နောက်တစ်နေ့မနက်ရောက်တဲ့အခါမှာတော့ဂယ်ရီကသူ့မိသားစုကိုခေါ်ပြီးတိုက်ပေါ်တဲ့စီကိုအပြေးလွှားသွားခဲ့ပါတယ်။တော်ကိုတက်နေတော့မှပဲဇွန်မီတွေကသူတို့ကိုဝမ်းတိုက်ခိုက်ကြပါတော့တယ်။အဲ့ဒီအချိန်မှာပဲတောမက်ကဇွန်မီကိုနောက်ကနေတနက်နဲ့ပြစ်ကူလိုက်ပါတယ်။ဂယ်ရီကတောမက်ကိုခေါမိုးပေါ်ထိခေါ်သွားခဲ့ပြီးတဲ့နောက်သူကိုယ်တိုင်ကတော့ခေါမိုးစုံမှာသွားရဲလိုက်ပါတယ်။ဇွန်မီတို့တွေပါဇက်ထဲဝင်သွားတာကြောင့်သူကဇွန်မီအဖြစ်ပြောင်းလဲသွားမှာကိုဂယ်ရီရန်ဆွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့တငယ်ချင်းလွတ်လိုက်တဲ့ရဟန်းရင်ကသူတို့ကိုကယ်ဖို့ရောက်လာခဲ့ပါတယ်။ဂယ်ရီကခေါမိုးပေါ်ကိုတက်လာတဲ့ဇွန်မီတွေကိုအတင်းထုတ်ထုတ်ပြီးခုခံနေခဲ့ရပါတယ်။တောမက်ရဲ့ဖေကတော့ဇွန်မီအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။အားလုံးရဟန်းပေါ်ရောက်သွားတဲ့အချိန်မှာတော့တောမက်လည်းအမိပြေးတက်နိုင်ခဲ့ပါတယ်။ဇွန်မီအုပ်ကြီးဟာသူတို့နောက်ကိုလိုက်လံခုံပြီးရဟန်းရင်ပေါ်ထိလိုက်ပါဖို့ကြိုးစားနေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ရဟန်းရင်ဟာအောင်မြင်စွာပြတ်တက်သွားနိုင်ခဲ့ပါတယ်။ဂယ်ရီကကိုငုံကြည့်လိုက်တဲ့အခါမြို့တစ်ခုလုံးဟာတုံ့ပြန်စားပြင်လို့ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒီကိုတွေကကောင်းကင်ရံကိုဖုံးလွှမ်းနေပြီးလမ်းမတွေပေါ်မှာလည်းလူတွေအစားထိချုံများတဲ့ဗိုင်းရပ်တွေသာပြည့်နေပါတော့တယ်။ရဟန်းရင်ဟာမင်းဟုံတောက်နေတဲ့ဖလက်စတိုင်းဘီယာမျိုးကိုထားခဲ့ပြီးပင်လယ်ပြင်စီကိုဥတင်မောင်းနေခဲ့ပါတယ်။မကြခင်မှာပဲသူတို့ဟာအလွန်ကြီးမားတဲ့ရေတပ်သင်္ဘောကြီးတစ်စီးကိုမြင်လိုက်ရပါတယ်။
တက်ကဂယ်ရီကိုစစ်ဌာနချုပ်နဲ့တူတဲ့လုံခြုံရေးခန်းတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီမှာတော့အခြေအနေဟာလုံးဝထိမရသိမ်းမရဖြစ်နေပြီလို့ပြောပြပါတယ်။တစ်ချိန်ကဘယ်သူမှမရှင်းနိုင်ဘူးလို့ယူဆထားတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေတော့အခုတော့ဒူးထောင်ရှုံးနေခဲ့ပါတယ်။ဒီဘေးရနေရာကနေလွတ်မြောက်ဖို့နီလန်းရှာနေတဲ့လူငယ်ပိုင်းရဲ့ပညာရှင်ဒေါက်တာဖတ်စ်နဲ့ကမ္ဘာတော်သောသိပ္ပံပညာရှင်တွေအကြောင်းကိုလည်းတက်ကပြောပြခဲ့ပါတယ်။အဲ့ဒီနောက်ဂယ်ရီဟာစစ်တပ်လူမျိုးနဲ့တွေ့ဆုံခဲ့ပါတယ်။တမူကသင်္ဘောပေါ်မှာနေရာနဲ့အရင်းမြစ်တွေဟာအရန်ကိုအကန့်အသတ်ရှိတာကြောင့်ဘိုင်းရက်ကိုတိုက်ခိုက်ရမှာကုညီနိုင်တဲ့သူတွေတာနေထိုင်ခွင့်ရှိတယ်လို့ပြောပြပါတယ်။ဒါကြောင့်ဂယ်ရီလည်းစုံစမ်းစစ်ဆေးမှုအဖြစ်ပြန်လည်တာဝန်ထမ်းဆောင်ပြီးဘိုင်းရက်ရဲ့ရင်းမြစ်ကိုရှာဖွေမလားဒါမှမဟုတ်သူ့မိသားစုနဲ့အတူကုန်းမြေပေါ်မှာဒုက္ခသည်စခန်းကိုပြန်လာမလားဆိုတာပါပဲ။ဂယ်ရီနဲ့ဒေါက်တာဖတ်တို့ကတောင်ကိုရီးယားမှာရှိတဲ့စစ်စခန်းတစ်ခုစီကိုဦးတည်ထောက်ခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပိုင်းရနဲ့ပတ်သက်တဲ့ပထမဦးဆုံးရေဒီယိုချက်ပေးတဲ့ဟာအဲ့ဒီနေရာကနေလာခဲ့တာကြောင့်ဖြစ်ပါတယ်။ဒေါက်တာဖတ်ဟာဒေါ်ရီယာဟာအရန်ကိုပါနဲ့တယ်။သူဟာသူ့ရဲ့အားနည်းချက်ကိုအားသာချက်တွေနဲ့နောက်ွယ်မှာအမြဲတမ်းဖုံးကွယ်ထားလို့ရှိတယ်လို့ယုံကြည်ထားပါတယ်။တကယ်လို့သာသူတို့ဟာဘိုင်းရစတင်ရာထွေးချမ်းဆောင်ကိုရှာတွေ့ခဲ့ရင်ဘိုင်းရရဲ့အားနည်းချက်ကိုသိနိုင်ပြီးကာကွယ်ဆေးထုတ်လုပ်နိုင်မှာပါ။ဂရီနဲ့သူ့ရဲ့ဖွဲ့သားတွေတောင်ကိုရီးယားကိုရောက်တဲ့အခါမှာတော့စစ်စခန်းတစ်ခုလုံးဟာမိုးတန်ကလွဲလို့ဘာအတမ်းမှမကြားရပဲထူးထူးခြားခြားသိစိတ်နေခဲ့ပါတယ်။လင်းဘော်ကစစ်စစ်ချင်းမှာပဲမောင်ရင်ထဲမှာပုံခုန်နေတဲ့ဇွန်မီတွေဟာပြေးထွက်လာခဲ့ကြပါတယ်။အမေဒေါက်တာဖတ်ဟာကြောက်လန့်ကြတဲ့ခြေချော်လဲရာကနေသူ့ရဲ့တနက်ဟာကြီးထွက်သွားပြီးသူ့ကိုယ်သူပြန်မှန်းကနေရာမှာတင်ပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။စစ်သားတွေကဂယ်ရီကိုစစ်စခန်းထဲကလုံခြုံတဲ့ဘိုးဘိုချင်းကိုခေါ်သွားခဲ့ကြပါတယ်။အဲ့ဒီမှာတော့ပုံအောင်နေတဲ့စစ်သားချိုးနဲ့ဂယ်ရီတွေ့ဆုံခဲ့ရပါတယ်။တမူးကဒီအဖြစ်အပျက်တွေဘယ်လိုစတင်ခဲ့တယ်ဆိုတာရှင်းပြနေခဲ့ပါတယ်။ဒေသခံစစ်သားတယောက်ဟာထူးဆန်းတဲ့မူရာတွေကိုစတင်လှုပ်ဆောင်လာပြီးစေကူတာပေးနေတော့မှဆရာဝန်ကိုကတ်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့ဂယ်ရီဟာနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့ထောင်ကျနေတဲ့အေဂျင့်တယောက်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအေဂျင့်ကပြောပြတာကတော့အစ္စရေးနိုင်ငံဟာဒီပိုင်းရဲ့မပြတ်သွားခင်ရက်သက်တစ်ပတ်အနေနဲ့ကလေးကနိုင်ငံတော်ဝန်မှာအေယာမာဒရာကြီးတစ်ခုကိုတိစောက်ခဲ့တယ်ဆိုတာပါပဲ။တကယ်လို့အမတ်တရားကိုသိချင်ရင်ဂျေရုဆလင်မြို့ကိုသွားဖို့အေဂျင့်ကဂယ်ရီကိုအကြံပေးလိုက်ပါတယ်။ပေါင်နေတဲ့အချိန်မှာဂယ်ရီကလေရင်ရှိရာကိုပြန်ဖို့ကြိုးစားခဲ့ပါတယ်။အတန်မထွက်အောင်စပိန်ကိုအသုံးပြုပြီးသွားခဲ့ပေမဲ့ရုတ်တရက်သူ့ရဲ့ဖုန်းကမြည်လာခဲ့ပါတယ်။အဲ့ဒီအတန်ဟာအနီးနားမှာအိပ်ပျော်နေတဲ့ရာလက်ချီတဲ့ဇွန်မီတွေကိုနှိုးချသွားစေခဲ့ပြီးသူ့နောက်ကိုဝိုင်းဝန်းလိုက်လံတိုက်ခိုက်ပါတော့တယ်။ဂယ်ရီလေရင်စီကိုရောက်ခါနီးမှာဇွန်မီတကောင်ကသူ့ကိုလဲချလိုက်ပေမဲ့တမူးကပြစ်ကူပေးခဲ့ပါတယ်။ဒါပေမဲ့ဂယ်ရီကိုကယ်တင်ရင်းနဲ့ပဲတမူးကိုယ်တိုင်ဇွန်မီကြိုက်တာကိုခံလိုက်ရပါတော့တယ်။ဂယ်ရီကလေရင်မော်ကနေကြည့်ရင်ဇွန်မီအဖြစ်မပြောင်းလဲခင်ကိုတနက်နဲ့အစိုးစီရင်သွားတဲ့တမူးကိုစိတ်မကောင်းစွာနဲ့ကြည့်နေခဲ့ရပါတယ်။ကောင်းကင်ဘဝကနေကြည့်မယ်ဆိုရင်ဂျေရုဆလင်မြို့ဟာအော်ဝဲတစ်ခုလိုဖြစ်နေခဲ့ပါတယ်။မြို့ပတ်လည်မှာမိုင်ပေါင်းများစွာရှည်လျားပြီးပေပေါင်းရာချီမြင့်မားတဲ့ကွန်ကရစ်ဒရိုင်းကြီးကိုတည်ဆောက်ထားခဲ့တာပါ။ဒရိုင်းရဲ့ပြင်ပမှာတော့တန်းနဲ့ချီတဲ့ဇွန်မီအုပ်ကြီးဟာမြို့ထဲဝင်ဖို့ယူသွစွာကြိုးစားနေခဲ့ကြပါတယ်။ဂယ်ရီကိုစစ်တပ်ကနေတဆင့်အစ္စရေးထောင်လိုင်းရုံးကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာဂယ်ရီဟာဂျာကန်နဲ့တွေ့ဆုံခဲ့ပါတယ်။ဂယ်ရီကခင်ဗျားတို့ဒီလိုရနေတွေကိုဘယ်လိုကြိုသိနေတာလဲ။ပြီးတော့ဒီဒရိုင်းကြီးကိုဘယ်လိုများတညာလေးနဲ့ပြီးဆောင်နိုင်ရတာလဲလို့တိုင်ရမေးလိုက်ပါတယ်။ဂျာကန်ကအစ္စရေးရဲ့10ရောက်မြောက်လူသားစီးမြင်ကြောင်းကိုရှင်းပြပါတယ်။တမိုင်းတစ်လျှောက်မှာအစ္စရေးဟာအကြိမ်ကြိမ်လက်ပြားခံခဲ့ရတာကြောင့်စီးမြင်တစ်ခုထုတ်ထားခဲ့တာပါ။အကယ်၍လူ10ယောက်ကကိစ္စတစ်ခုကိုဆွေးနွေးတဲ့အခါ9ယောက်ကတစ်ခုတည်းသောကောက်ချက်ကိုအပြည့်အဝထောက်ခံခဲ့ရင်10ရောက်မြောက်လူမှာအဲ့ဒီယူဆကိုစန့်ကျင်ပြီးတခြားနည်းလမ်းကနေစဉ်းစားရမယ့်တရားဝင်တာဝန်ရှိပါတယ်။အားလုံးကအန္တရာယ်မရှိဘူးလို့ပြောရင်တော့အဲ့ဒီ10ရောက်မြောက်လူကအန္တရာယ်ရှိတယ်လို့အခိုင်အမာယူဆပြီးအဆိုးဆုံးအတွက်ပြင်ဆင်ရမှာပါ။ဂျန်ကအဲ့ဒီ10ရောက်မြောက်လူဖြစ်နေခဲ့ပါတယ်။အိန္ဒိယကလာတဲ့ဇွန်မီသတင်းတွေကိုတကွာလုံးကပြက်လုံးတစ်ခုကိုလစ်လျူရှုနေချိန်မှာဂျကန်ကတော့တီယူခဲ့ပြီးအစ္စရေးနိုင်ငံရဲ့အင်အားအလုံးကိုတုံးပြီးဒီတရားကြီးကိုတိစောက်ခဲ့တာပါ။အစ္စရေးဟာနယ်စပ်ကိုလုံးဝပိတ်ထားပေမဲ့ကမ္ဘာအနှံ့ကကျမ်းမာတဲ့ဒုက္ခသည်တွေကိုတော့မြို့ထဲဝင်ပေးထားပါတယ်။တင်မင်းလက်ကနေလွတ်မြောက်ပြီးဆိုပြီးပျော်ပွဲရှင်ပွဲတွေလုပ်နေခဲ့ကြပါတယ်။သူတို့ရဲ့တချင်းဆိုတန်းတွေနဲ့စူတောင်းတန်တွေကိုလော့စပီကာတွေကနေတဆင့်ချဲလောင်စွာထုတ်လွှင့်နေခဲ့ပါတယ်။ဒါမဲ့ဂယ်ရီကတော့တခုခုမားနေပြီဆိုတာကိုအလိုလိုသိနေခဲ့ပါတယ်။မြို့ထဲကစူညံတန်းတွေကြောင့်အပြင်ဘက်ကဇွန်မီအုပ်ကြီးဟာယူသွတ်သွားကြပါတယ်။တန်းနဲ့ချီတဲ့ဇွန်မီတွေဟာတယောက်ကိုတယောက်နင်းတက်ရင်းလူသားပြည့်မြစ်ကြီးတစ်ခုကိုတိစောက်ခဲ့ကြပါတယ်။သူတို့ရဲ့ရေတွက်ကရမ်းပုံများများလွန်းတာကြောင့်မိနစ်ပိုင်းအတွင်းမှာပဲမြင်မာလာတဲ့ဒရိုင်းကြီးရဲ့အပေါ်ကိုရောက်ရှိလာပါတော့တယ်။ဇွန်မီတွေကဒရိုင်းပေါ်ကနေမြို့ထဲကိုရေလွှာတစ်ခုလိုဒလဟောစီးဝင်လာပါတော့တယ်။ဂျေရုဆလင်ရဲ့ဘေးလင်းမှာလဲဆိုတဲ့လမ်းမတွေဟာစက္ကန့်ပိုင်းအတွင်းမှာပဲတက်ကွင်းကြီးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။လူတွေဟာအသက်လူပြီးရဲ့ရကိုထွက်ပြေးခဲ့ကြပါတယ်။အစ္စရေးစစ်တပ်ကပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့ဇွန်မီတွေကများလွန်းတာကြောင့်ကြီးစံနေတော့မလောက်တော့ပါဘူး။အချိန်တွေထိမရသိမရဖြစ်လာတာကိုမြင်တဲ့အခါစံကန်နဲ့စစ်သားတစုဟာဂယ်ရီကိုလေသေးရောက်အောင်ပို့ဆောင်ပေးခဲ့ကြပါတယ်။သူတို့ရှိကိုခက်ခက်ခဲခဲတိုးထွက်နေတဲ့အချိန်မှာပဲနောက်ထပ်ဇွန်မီလာလုံးကြီးတစ်ခုဟာအခြားတစ်ဖက်ကနေထပ်မံရောက်ရှိလာခဲ့ပါတယ်။သူတို့ဟာဂေတကာအသေးလေးကနေအနိုင်ထွက်ပြေးခဲ့ရပြီးအနီးနားကရဟန်းရင်ကလည်းပြစ်ကူပေးခဲ့ပါတယ်။အဲ့ဒီဖေယိုဖျဲဖြစ်နေတဲ့အချိန်မှာပဲဂယ်ရီယာထူးဆန်းတဲ့အချက်တစ်ခုကိုတတိထားပေးလိုက်ပါတယ်။အဲ့ဒါကတော့အချို့လူတွေကိုဇွန်မီတွေကလစ်လျူရှုထားခဲ့တာပါ။အရန်ကိုအားနေပြီးပိန်လီနေတဲ့ကောင်လေးတယောက်ဟာဇွန်မီတွေရဲ့လမ်းကြားပေါ်မှာရှိနေပေမဲ့ဇွန်မီတွေကသူ့ကိုမထီပဲကြော်သွားတာကိုသူမြင်လိုက်ရပါတယ်။စကန်တယောက်ရဲဝံတိုက်ခတ်နေခဲ့ပေမဲ့ရုပ်ရည်ဇွန်မီတစ်ကောင်ကသူ့ရဲ့
ရဲ့လက်ကောက်ဝဲကိုကတ်လိုက်ပါတော့တယ်ဂယ်ရီယာတုံဆိုင်နေပဲစကန်ရဲ့လက်မောင်းကိုဆွဲယူပြီးဓာတ်နဲ့လက်ကောက်ဝဲကိုဖျက်ချလိုက်ပါတယ်စကန်တယောက်နာကျင်လုံးလုံးအဟင်းနေပေမဲ့လည်းဒါဟာသူမရဲ့အသက်ကိုကေတင်နာမြတ်တစ်ခုတည်းသောနီလန်းဆိုတာဂယ်ရီသိနေပါတယ်သူဟာဒဏ်ရာကိုအများဆုံးပတိစီပေးပြီးသူမကိုတွဲခေါ်ကရှေ့ဆက်ခဲ့ပါတယ်ဒါပေမဲ့သူတို့ကိုလာခဲ့တဲ့ရဟန်းယာဟာလည်းဇိုမီတွေရဲ့တိုက်ခိုက်မှုကြောင့်ပြစ်ကျသွားခဲ့ပါပြီဂယ်ရီနဲ့စကန်တို့ဟာအသက်လူရုံးကန်နေရင်နောက်ဆုံးမှာတော့လေစိတ်ကိုရောက်ရှိသွားပါတယ်ဂယ်ရီစီးနေတဲ့လေယာဉ်မှုကတော့ထပ်ပြေးသွားပြီဆိုပေမဲ့တခြားခရီးသည်တင်လေယာဉ်တွေစီကတော့ထောက်ခွာဖို့ပြင်ဆင်နေတာကိုတွေ့လိုက်ရပါတယ်သူတို့အဲ့ဒီလေယာဉ်ကိုအတင်းထားပြီးဒဏ်ရာရတဲ့စကန်နဲ့ပြီးလေယာဉ်ပေါ်ကိုတက်နိုင်ခဲ့ပါတယ်လေယာဉ်ဟာပြေးလမ်းပေါ်ကနေတက်သွားချိန်မှာဂယ်ရီတယောက်ပြတင်းပေါက်ကနေအောက်ကိုဝင်ကြီးလိုက်ပါတယ်ဂျေရုဆလင်ဟာဇိုမီတွေရဲ့လက်အောက်ကိုလုံးဝကိုရောက်ရှိသွားခဲ့ပါပြီဂယ်ရီဟာနာကျင်မှုကိုတက်တာစေဖို့စကန်ကိုတောက်ဆရာတစ်ခုပေးလိုက်ပါတယ်သူမရဲ့ဒဏ်ရာကိုပတိလဲပေးနေတဲ့ဥမှာစကန်ဟာသူမသုံးဝင်တော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာဂယ်ရီတယောက်စတဲ့စဉ်းစားမိပါတော့တယ်ဒီပိုင်းဟာပြန်နှံ့ဖို့အတွက်ကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်တစ်ခုကိုပဲလိုအပ်နေတာများလားဇိုမီတွေလစ်လူရှိသွားတဲ့ဖြားနာနေတဲ့ကောင်းလေးနဲ့အားနည်းနေတဲ့ဖိုးကြီးချောင်းကိုရောဒီထက်ကပြန်စဉ်းစားနေရပါတယ်ဒီပိုင်းမှာလည်းအားနည်းချက်တွေရှိနေတာလားဂယ်ရီတစ်ခုသဘောပေါက်သွားတာကအသားစားတော်အားတိုင်းဟာကျမ်းမာတဲ့သားကောင်ကိုပဲရှာဖွေတတ်ကြတာပါဂယ်ရီဟာတက်ကိုဖုံးဆက်ပြီးကမ္ဘာပေါ်မှာသူ့ဒေသနာတွေဆက်လုပ်နေသေးတဲ့နေရာကိုမြင်မြင်လိုက်ပါတယ်တက်ကဝေးမှရှိတဲ့ဓာတ်ခွဲခန်းတစ်ခုကြောင့်ပြောပြတာကြောင့်ဂယ်ရီဟာလေယာဉ်မှုကိုအဲ့ဒီနေရာစီမောင်းနေပြီးဖို့ပြောလိုက်ပါတယ်ခဏအကြာမှာတော့လေယာဉ်ရဲ့နောက်ခန်းကနေထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်လေယာဉ်မဲကလိုက်ကာကိုစုံဝင်လိုက်တဲ့အခါမှာတော့အဲ့ဒီမှာဇုံဒီတကောင်ရှိနေရာကိုတွေးလိုက်ရပြီးအတိုက်ခိုက်ခံလိုက်ရပါတယ်ဂယ်ရီခုမားနေပြီဆိုတော့သိလိုက်ရလို့သွားစစ်စေတဲ့အခါမှာတော့လူတွေဟာတယောက်ပြီးတယောက်ဇုံဒီတွေအဖြစ်ပြောင်းလဲကခရီးသည်တွေကိုလိုက်တိုက်ခိုက်နေကြပါတယ်ဂယ်ရီဟာသူ့ဘက်ချမ်းကလူတွေကိုစေးထားဖို့ပြောပြီးခီးဆောင်အိတ်တွေကိုတောင်းကလမ်းကြောင်းကိုပိတ်ဆို့ဖို့ခိုင်းလိုက်ပါတယ်။သူကိုယ်တိုင်လည်းအိတ်တွေကိုအစွမ်းကုန်စုပုံပြီးဇုံမီတွေမလာနိုင်အောင်အတားဆီးလုပ်ခဲ့ပေမဲ့ဇုံမီတွေရဲ့အင်အားနဲ့ရေတွက်ကိုမရှင်းနိုင်ပဲအတားဆီးဟာပြိုလဲကဖျော်ဖျဲဖြစ်ကုန်ပါတော့တယ်။ရက်ဆက်တဲ့ဇုံမီတကောင်ကဂယ်ရီစီကိုခုံးလိုက်တဲ့အချိန်မှာစကန်ကတနက်နဲ့ပြစ်လိုက်ပါတယ်။အချိန်တွေကိုထိန်းချုပ်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာဂယ်ရီသိလိုက်တဲ့အတွက်လက်ပြပုံးတစ်လုံးကိုဖြုတ်ပြီးလေရင်ရဲ့နေရန်ဘက်ကိုပြစ်ပေါက်လိုက်ပါတော့တယ်။ပြစ်ထန်တဲ့ပေါက်ကွဲမှုကြောင့်လေရင်နေရန်ပေါက်ကွဲထွက်သွားပြီးဘေဘီယာအပြောင်းလဲကြောင့်လေရင်နဲ့ဟာလေတွေရောဇုံတွေပါအပြင်ကိုဆုတ်ထုတ်ခြင်းခံလိုက်ရပါတော့တယ်။လေရင်ချင်းတွေပျက်စီးသွားပြီးမြေပြင်စီကိုအရှိန်အုံနဲ့ပြတ်ကျပါတော့တယ်။လေရင်ဟာတောင်တန်းတစ်ခုမှာပြတ်ကျသွားခဲ့ပြီးပျက်စီးသွားတဲ့ပိုင်းစားတွေကြားထဲမှာဂယ်ရီယာထိုင်အောင်မှာပတ်ထားတဲ့ခပတ်ကြောင့်တက်မလီပဲရှိနေပေမဲ့လေရင်ရဲ့ထက်မြက်တဲ့ပိုင်းစားတစ်ခုဟာသူ့ရဲ့ပိုင်းဝန်းလေးကိုထိုးပေါက်ဝင်ရောက်နေရပါတယ်။သူဟာခပတ်ကိုဖြုတ်ပြီးမြေပေါ်ကိုလဲကျသွားခဲ့ပါတယ်။ခဏကြာမှတော့စကန်ရောက်လာတာကိုတွေ့လဲရပြီးဂယ်ရီတယောက်စိတ်သက်သာရသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတကွဲကန်းစီကိုဥတီပြီးမိုင်ပေါင်းများစွာလမ်းလျှောက်ခဲ့ကြရပါတယ်။တကွဲကန်းရဲ့ဂိုးဝါကိုရောက်တဲ့အခါမှာတော့ဂယ်ရီယာသူ့လက်လုံးပြီးတတိလွတ်သွားပါတော့တယ်။သူပြန်လို့လာတဲ့အချိန်မှာတော့သူ့ကိုတိတ်ပြန်နေရှင်နှစ်ယောက်ကကြည့်နေတာကိုတွေ့ရပါတယ်။သူတို့ကဂယ်ရီကိုဘာကြောင့်ဒီလိုရောက်လာတာလဲလို့မေးကြပါတယ်။ဂယ်ရီကသူ့ရဲ့ယူဆချက်တစ်ခုကိုတိတ်ပြန်နေရှင်တွေကိုရှင်းပြလိုက်ပါတယ်။ဘာရက်ကိုတပ်ဖြတ်ဖို့ကူတော့မလို့ပဲကိုဖြောက်တဲ့နည်းပဲလိုတာလို့သူကဆိုပါတယ်။ဇမီတွေဟာပြင်းထန်တဲ့ယောဂဝေဒနာခံစားနေရတဲ့လူတွေကိုမတိုက်ခိုက်ပဲကျန်းမာတဲ့လူတွေကိုပဲလိုက်ကြိုက်တာဖြစ်ပါတယ်။ကဲ၍သူတို့ကိုယ်တွေကိုကုသလို့ရတဲ့ယောဂဘိုးတစ်ခုခုထိုးသွင်းလိုက်ရင်ဒီတော်ရီရဲ့အမြင်မှာသူတို့ဟာမမြင်ရတဲ့လူလိုဖြစ်သွားလိမ့်မယ်လို့ဂယ်ရီကအကြံပြုခဲ့ပါတယ်။အခြားနည်းလည်းမရှိတော့တာကြောင့်တိတ်ပပညာရှင်တွေကလည်းဂယ်ရီရဲ့အယူဆကိုစမ်းသပ်ဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့ DNA ရှိတဲ့ယောဂဘိုးနမူနာတွေအားလုံးဟာလက်ခွဲခန်းရဲ့ဘိန်းရင်းဘီထဲမှာရှိနေတာပါ။အဲ့ဒီအဆောက်အဦကတော့ဇုံပြအဖြစ်ပြောင်းလဲသွားတဲ့ဝန်ထမ်းတွေနဲ့ပြည့်နေပြီးလုံးဝအနေရှိတဲ့နေရာတစ်ခုဖြစ်နေခဲ့ပါတယ်။ဂယ်ရီဟာစကန်နဲ့တိတ်ပပညာရှင်တယောက်ကိုခေါ်ပြီးဘိန်းရင်းဘီထဲကိုတိတ်ဆိတ်ဝင်ရောက်ခဲ့ပါတယ်။ရှေ့ကိုဆက်တွန်းနေတော့မှပဲလက်တစ်ခုနဲ့တစ်တာကိုမတော်စားတမ်းမိရာကနေအတန်ထွက်သွားပြီးဇုံမီတကောင်ကိုနှိုးချစီခဲ့ပါတယ်။စကန်ကတနက်နဲ့ပြစ်လိုက်ပါတယ်။ဒါပေမဲ့တနက်တန်ကြောင့်တခြားဇုံမီတွေရောက်လာပြီးသူတို့နောက်ကိုလိုက်တိုက်ခိုက်ပါတော့တယ်။အရှိကိုရောက်လာတဲ့အခါမှာတော့ဂယ်ရီယာစကန်နဲ့တိတ်ပပညာရှင်ကိုအနောက်ကိုပြန်လည်ခိုင်းပြီးသူတယောက်တည်းနမူနာပိုးတွေရှိတဲ့ဓာတ်ခွဲခန်းစီကိုဆက်သွားခဲ့ပါတယ်။ထွန်းမှာတော့စကန်နဲ့တိတ်ပပညာရှင်ဟာဇုံမီတွေကိုတိုက်ခိုက်ရင်းနဲ့ဘေးကင်းတဲ့နေရာကိုရောက်သွားပြီးတကားကိုအသိပိတ်နိုင်ခဲ့ပါတယ်။ဂယ်ရီယာဘိုင်းနမူနာတွေတင်စီထားတဲ့အခန်းကိုတတိထားမိပြီးဝင်သွားခဲ့ပါတယ်။သူဟာတစ်တာတစ်လုံးထဲကိုယောဂဘိုးနမူနာတွေအပြည့်ထည့်လိုက်ပါတယ်။ဒါပေမဲ့သူပြန်ထွက်ဖို့လုပ်တဲ့အချိန်မှာတော့လူတကောင်ကတကားပေါက်ဝါနာမှာပိတ်ရနေခဲ့ပါတယ်။ယောဂဘိုးနမူနာတစ်ခုကိုသူ့ရဲ့လက်မောင်းထဲကိုထိုးထည့်လိုက်ပါတယ်။ယောဂဘိုးအာနိတိပြဖို့အတွက်ခဏလောက်ထိုင်ဆောင်နေခဲ့ပြီးတဲ့နောက်မှာတော့ဂယ်ရီယာတကွဲကန်းတကားကိုဖွင့်လိုက်ပါတော့တယ်။သူ့ရဲ့ယူဆချက်ကတကယ်ကိုမှန်ကန်နေခဲ့ပြီးအဲ့ဒီဇုံမီဟာသူ့ကိုလုံးဝမရှိသလိုမျိုးလစ်လျူရှူသွားခဲ့ပါတယ်။သူ့ရဲ့လမ်းကြောင်းပေါ်မှာရာနဲ့ချီတဲ့ဇုံမီတွေရှိနေခဲ့ပေမဲ့ဘယ်သူမှသူ့ကိုမထိကြပါဘူး။သူ့ရဲ့ပညာရှင်တွေကလည်းသူ့ကိုချက်ချင်းပဲပြန်လဲကုသပေးခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ဂယ်ရီယာသူ့မိသားစုနဲ့ပြန်လဲတွေ့ဆုံဖို့ထောက်ခါခဲ့ပါတယ်။တကမ္ဘာလုံးမှာကျန်ရှိနေတဲ့အသက်ရှင်ကျန်ရည်သူတွေကိုဒီယောဂဘိုးတွေထိုးနှံပေးလိုက်ပါ
ပါတယ်အခုတော့လူသားတွေဟာထွက်ပြေးနေရမယ့်အစားပြန်လည်တိုက်ခိုက်နိုင်နေကြပါပြီစစ်တပ်ဟာစနစ်တကျနဲ့ဇွန်ဘီတွေကိုစတင်ရှင်းလင်းပါတော့တယ်အစာအုပ်မိုးတွေပေါ်ကနေဇွန်ဘီတွေကိုမိရှို့တတ်တာအားကစားကွင်းကြီးထဲမှာဇွန်ဘီတွေကိုစုပြုံပြီးဘုံကျဲတာတွေကိုမြင်တွေ့ရပါတယ်ဇွန်ဘီအလောင်းပုံကြီးတွေကိုလည်းမိရှို့ဖျက်ဆီးလိုက်ကြပါတယ်ဇကားရဲ့အဆုံးမှာတော့ဂယ်ရီယာသူ့ကိုစောင့်မျှော်နေတဲ့မိသားစုစီကိုပြန်ရောက်သွားပါတယ်သူဟာသူ့ဇနီးနဲ့သမီးတွေကိုပို့ဖက်လိုက်ရင်းနဲ့ဒီဇလန်လေးဟာအဆုံးသတ်သွားပါတော့တယ်ခုမှစပြီးကြိုးစားနေတဲ့လုပ်ငန်းတစ်ယောက်မို့အတန်ပိုင်းမှာအားနည်းချက်လေးတွေရှိသွားရင်နားလည်ပေးစေလိုပါတယ်ဒီလိုမျိုးကလေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပြီးတော့ကူညီသွားခဲ့လို့ရပါတယ်ခင်ဗျာ